はい、皆さん、こんにちは、こんばんは。私はアキオです。မင်္ဂလာပါကျွန်တော်ကအာကီယိုပဲဖြစ်ပါတယ်။ဟုတ်အဲ့တော့私တို့ဒီ5 and 4မွန်နိုင်ငံရစာအုပ်လေးကိုလေ့လာကြတာဆိုလို့ရှိရင် part 4ထိအပုပ်ကြီး190ပြီးသွားပြီပေါ့နော်။အဲ့ဆို私တို့အခု part 5ကိုဆက်လေ့လာမှာပေါ့နော်။အပိုင်းက191ကနေစပါမယ်။はい、じゃあね、ပထမဆုံး171番です。が、ဘာခန်းကြီးရောကြည့်အောင်ရှေ့အခန်းကြီးက私တို့ဒါတန်ဆိုရဲဆိုင်နော်တန်ဆိုရဲဆိုင်ဝေးရနောက်ကကျတော့ဒါကခောက်ဆိုရဝေးရအဲဆိုဝေးတဲ့ဆိုင်ဆိုရပါလေဆိုရင်ဈေးဆိုင်ပေါ့ဈေးဆိုင်အော်ကွန်မန့်ဒီနောက်ကဝေးရအောင်ဖြစ်တယ်ဝေးနောက်ကကျတော့ဘာဆိုအင်းဆိုရဝင်တန်းဟုတ်ပြနော်ကွန်မန့်ခောက်မဟုတ်နော်အင်းဆိုရဝေးရအဲဆိုတန်အင်းဆိုရဆိုင်ဝင်တန်းဆိုတော့ခေါ်ထားရပါနိဗ္ဗာန်ですはい、171、2番です。靴を脱いでスリッパにください。靴を脱いで、ペナコチビよ、スリッパဆိုတာကချင်းရဲ့ဖနက်ကိုပြောတာချင်းရဲ့ဖနက်ကိုရဲ့ဘာလို့ထားလဲခရာဆိုင်ပေးပါဆိုပြောင်းစီတာအဲ့တော့ရရှိပြောင်းစီတာဆိုလို့ရှိရင်ရရှိမင်းညမှာချက်ခဲ့တာကကြောင့် no ဒီခိုင်မှာပြောင်းစီတီဆိုပြီးတော့လေရရှိကားရထားကြီးပြောင်းစီတာအခုကဖနက်ကိုပြောင်းစီမှာဆိုတော့ဘာဖြစ်မလဲဆိုတော့နူဂီမတ်ကချွတ်တာချွတ်နူဂီခိုင်ဆိုရင်ချွတ်ပြီးပြောင်းတာဤတဲ့အာကေဆိုတာကထည့်ပြီးတာစမယ်ခီကာရဲကကြောင့်လဲတာသူကကြောင့်အဝတ်တွေပါလဲတာဆိုတော့ဘာဖြစ်မလဲဆိုရင်ဟာခီကာရဲဖြစ်မှာနော်စလစ်ပါကိုအောက်တွေပါလေဆိုတော့အောက်ပိုင်းကိုဝတ်တယ်ခိုင်းအောက်ပိုင်းကိုဝတ်တယ်ဆိုရင်နော်အာခီမာဆိုရယ်ဝတ်တီဟုတ်နော်ဖနက်ဝတ်တယ်ဆိုရင်ဟာကီကာရဲတဲ့ခရာဆပြောင်းပြီးတော့ဝတ်ပေးပါはい。早く73番です。田中さん、この頃とてもね、田中さん、これはヤンゴへね、の、バピョンね。きれいになりましたね。ララゲレの、きれいにしました。きれいにしました。そう、ロケにします。そのペビマロだの。きれいな人です。ラバイルプシェナイの。きれいだったです。ラゲレの、バピョンね。そう、一番です。きれいになりましたね。ララゲレの。はい、エピタイチアン、171番ですが、はい、2番、はい、4番、履き替え、はい、1番きれいになりました。OK。じゃあね、174番です。で、この感じ、立って、それ、パタベンジだ。誰かね、マメの、誰かが、そう、てややが、もう、の、場所の、てややが、ဘာဖြစ်လဲမွန်းတော့ဂိတ်ရဲ့တုတ်ကိုးနေနေရာမှာတက်တယ်အိမ်မှာဆိုဘာလုပ်လဲဆိုတော့တာချိမတ်ပေါ့နော်ချိဆိုင်ဆိုတဲ့ဖြစ်တဲ့အတွက်အချီလီရတခုဖြစ်မှာပေါ့ဆိုတော့တာချိမတ်ပဲဖြစ်မှာမတည့်ရတဲ့အဲဆိုမတည့်ရတဲ့ကန်ကြီးကအချီပန်ですはい何々を引いて学校を休みました。何々が引いてဖြစ်ပြီးတော့学校を休みました。ကျောင်းနာခဲ့တယ်ဆိုတော့ခဲကလေးကိုပြောき風အဲ့လိုပဲတန်းတည်ရမယ်နော်風を引きますဆိုတော့တွဲစကားလုံးလေး風を引いてအေးရင်းမိပြီးတော့176番です。このテストで100点を無理だろう。このテストでဒီဆောင်းပွဲမှာ100点をအမှတ်တရကိုမူလီတာလို့မဖြစ်နိုင်တော့ဘူးဆိုတော့တွတ်တာနော်ဝါဆိုတော့ယူခဲ့တာကတူရုနော်ဝါယူရရတာပေါ့နော်တွတ်တာယူမယ်ဆိုရင်တူတယ်ပါယူမယ်ဆိုရင်ဆိုဘာဖြစ်မလဲတူရုနော်ဝါယူဖို့ဆိုတာကဝါကနောက်မှရှင်းပြနော်ဒီဆောင်းပွဲမှာအမှတ်တရကိုရှင်းအမှတ်တရရဖို့ဆိုတာကအမှတ်တရကိုယူဖို့ဆိုတာကမူလီတာလို့မဖြစ်လိမ့်မယ်မဖြစ်ကောင်းမဖြစ်လိမ့်မယ်ဟုတ်ဘူးနော်はい1番だって4番風はい2番のはမှန်တယ်နော်はいこの漢字はဘာ漢字ဖြစ်မလဲはい、3番ですの。声それあって。そう、もう一度大きい声で言ってください。နောက်ထပ်အတန်အကျယ်ကြီးနဲ့ပြောပြပါဆိုတော့နောက်ချိန်ကအတန်အကျယ်ကြီးနဲ့ပြောပြပါဆိုတော့声ဆိုတာကလူတွေတက်ရှိရာတွေရဲ့အတန်ဟုတ်ပါနော်。はい、178番です。休みの日は家で音楽を聴いたり、ギターをこれ知っています。ပြီးရမှာအိမ်မှာပဲတချင်းနားထောင်လိုက်ဂီတာဆိုရင်ဘာလို့မတီးမှာဂီတာကို hit ခုဆိုရင်ဂီတာတေးလီဆိုတော့တာဖောင်ပြောင်းတော့ he eat တာလီဖြစ်မှာနော်အဖြစ်မှာက2番です。はい。私はその犬に声をおもちゃ、おもちゃさ、ကစားစရာရုပ်ကစားစရာအယုတ်ကိုခတ်
카테였다 웨비에 카테 무라다 웨진 원래 그냥 시에 카테 쿠레다 웨비에 카테 쿠라사다 소라 웨비에 그래서 私တို့ဒီကိုယ့်ချက်နေတဲ့သူဒီတမိတ်ဖြစ်တဲ့အပင်တွေတလိษံတွေကိုလုပ်တယ်ဆိုရင်ယာリマスを言っちゃうနော်私တို့ 3番声、2番ギターに、1番勝ってやったの。はい、မက်မီလာတော့မသိဘူးเนาะအာဂဲမားစ်လို့အာဂဲမားစ်ဆိုတာပေးတာကွာကိုကဒီကိုနဲ့တက်တူရွယ်လူတွေကိုပေးတာကိုနဲ့ငယ်တဲ့လူတွေတိရစ္ဆာန်တွေတက်ပင်နေဆိုရင်ယာလီမတ်စ်မိုရာလီမတ်စ်ကကိုနဲ့ရွယ်ရွယ်ဆိုရင်เนาะမိုရာလီမတ်စ်ဟုတ်ပြီเนาะဒါမျိုးခရီးမတ်စ်လည်းအတူတူပဲเนาะはい早く8番、店ဆိုတဲ့ sign တော့ခုနကဟုတ်နော်店ဆိုတဲ့ sign ခုနကจะ sign တစ်မျိုးပါတော့တယ်ခုနကจะတန်ဆိုတဲ့ sign ဟုတ်နော်အတူတူပဲနော်店ဆိုတဲ့ sign ခုနတန်လို့ပြောလိုက်တယ်လीနော်တန် in ဆိုတဲ့ sign နဲ့店ဆိုတဲ့ sign အဲ့ဒီမှာဘာနဲ့မှလဲဒီကောင်နဲ့မှလဲဒီကောင်ကတော့ sign တော့ sign ပဲသူကဒါဘာ sign လဲဆိုရဆိုတဲ့ sign နော်ရဆိုတဲ့ sign သူကကြောင့်မှာရောရဆိုတဲ့ဟင်းသီးဟင်းရွက် sign လို့ပါတော့ဗျာနော်ငယ် နောက်တစ်ခုအရာကိုကြည့်မယ်နော်โอเคအခုဆန်ကခရုကာရမာယိုခါရဆူတဲ့အဲ့ဒီကလာတဲ့အတွက်ကြောင့်မာယိုခါရဆူဆိုတာပြင်ချင်းပေါက်မှန်ကိုကွက်လိုက်တယ်မီဂါကီမာရှောတဲ့မီဂါကီမာရှောဆိုတာတိုက်တာဟောက်မီဂါကီမာရှောရရှုချက်ဖူရဲ့တွားတိုက်တာမီဂါကီမာရှောတိုက်ကြရအောင်အခုစန်တာကုရှိမာရှောဆိုတာကအဝေးလျှော်ကြရအောင်ခါတာဆုကေမာရှောတန်ရှင်းရေးလုပ်ကြရအောင်သိသိကြရအောင်ခဲရှိမာရှောဖြတ်ကြရအောင်ဆိုတော့တကားကိုဘာလို့မှဆိုတိုက်မှာနော်မီဂါကီမာရှောတကားကိုတိုက်ကြရအောင်はい。182番です。このネットは、このね、このネクタイは、ディネクタイが、ソマが、ミマが、作ってあげます。ပြုလုပ်ပေးတာ作ってくださいました。ပြုလုပ်ပေးခဲ့တာ作ってくれました。ပြုလုပ်ပေးခဲ့တာ作ってやりました。ပြုလုပ်ပေးခဲ့တာအားလုံးကတော့ပေးရတယ်あげますကကြောင့်ကိုကသူများကိုပေးရဒီမှာကမိန်းမကပေးရဖြစ်တဲ့あげますမှာくださいますလည်းအတူတူပဲくださいますကဘယ်ကနေလာလဲဆိုရင်คูเรရုကနေလာคูเรရုကကြတော့ရင်ကျေးအောင်တုံးတာအဲ့မဲ့ကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့မိသားစုဆိုရင်တာမန်သုံးမဲ့သုံးရရင်ကျေးအောင်သုံးလို့မရဘူးဆိုတော့အဖြစ်မဲ့တော့ဆန်ဘန်တက်စ်ယာလီမဆန်ဘန်တက်စ်နော်ယာလီမတ်ကကြတော့လည်းခုနပြောရဲကိုယ့်တဲ့ငယ်တွေပါမှာပဲသုံးတာနော်အာဂေမတ်ကနှိမ့်ချရဲတော့โอเคミセ4番です磨きましょう1番ですはいなこれは3番ですはい138番で33 183番ですこの漢字ははい京都それဟုတ်ပြီနော်京都မြို့ဟောင်းကိုပြောတာပါနော်社長は京都へ来ました社長が京都ကိုတွားခဲ့တယ်このプールは真ん中が一番から気をつけてください。このプール、ဒီကက真ん中အလဲကောင်က一番ဘာဖြစ်လဲ一番ဆိုတာ so most degree ခါဖြစ်တဲ့အတွက်ကြောင့်気をつけてください。気をつけてအလဲကောင်ဘာဖြစ်လဲထိုးဝေးတာအဆိုင်ရတိန်တာဟုတ်ပြီနော်အဆိုင်ရတိန်တာဖူကိုင်းကကြတော့နေဆိုင်တာအန်းစန်းကလုံခြုံတာစိတ်ချတာဆိုဘာဖြစ်ဖူကိုင်းပေါ့မြစ်လေဒီကကအလဲကတော့အနည်းဆုံးဖြစ်တဲ့အတွက်ကြောင့်はい、115番で、185番です。昨日ミニが田中さんのお父さんに田中さんにアピータが食事に試さを連れて行ってあげますらがビーラー、くださいますらでこの新聞みたいのビーラーべ、差し上げますかでビーラーべ、いただきますかじゃもらいますけလက်ခံရရှိရဆိုပါဖြစ်မယ်။ခေါ်သွားခြင်းကိုလက်ခံရရှိတယ်။ဟုတ်ပြီနော်။ဒီသုံးခုဒီဝါဒရှိတို့ကအတူတူပဲနော်။ပေးတာပဲနော်။ဆိုတော့いただきますကိုကသူတို့ခေါ်သွားတာကိုလက်ခံရရှိရမို့လို့いただきます。あげますကလည်း前差し上げますက差し上げますကあげますကိုယဉ်ကျေးသုံးမယ်ဆိုရင်差し上げます。くださいますကကြတော့もらいますကနှိမ်ချတဲ့အတော့ဟုတ်ပြီ။ဒီလိုလိုမြင့်တင်မယ်ဆိုရင်いただきます。ရေးလိုက်ကြည့်အောင်1番京都3番深いဟုတ်ပြီနော်ごめんねくださいますကိုもらいますဆိုပြရတာမသိဟုတ်တယ်နော်くださいますဟုတ်ပါ教えてくれますကနေပြီးတာくれますကိုပြောဆိုဝါရှိမရှိあげますもらいますပါတော့နော်くださいますကくださいますကဟိုあげくれますねတူတာနော်はいあဆိုရင်186番ですこの漢字は建物ガンブスでဘာဖြစ်မလဲ
たてものが私を言ってやの、建物それはさお。ピアノに合わせて大きな声で、ピアノね、会議で大きな声で、အတန်အကျယ်ကြီးနဲ့大きな、အတန်အကျယ်ကြီးနဲ့စကလီမာရှောပြုလုပ်ကြရအောင်ဒါရှိမာရှောထပ်ကြရအောင်အိုဒိုလီမာရှောကခုံကြရအောင်ဒါဒီမာရှောတီဆိုကြရအောင်ဆိုတော့ဗာဖြစ်ဦးတာကြီးပေါ့ပီယနိုနဲ့ကိုင်ကြီးအတန်နဲ့大きな声でအတန်ကျင်းနဲ့ဦးတာကြီးမာရှောတီဆိုကြရအောင်はい私はそのが来週ラメテペマカナダラメテペマカナダへဟုတ်ပြီနော်ကာနာဒါဆိုတာကနေဒါကိုပြောတာပေါ့နော်ကျွန်တော်ကလာမယ့်တစ်ပတ်မှာတဲ့ကာနာဒါဟဲ့ကနေဒါတော့အမိုတေးမတ်လုံးမယ်လို့တွေးထားတယ်တော့အမိုတေးအီမတ်ကရှိမှာဗာပဲလိုက်လေဒါရှိဘုံဘအီခိုခေတော့အမိုတေးမတ်လုံးမယ်လို့တွေးထားတယ်အီခိုခေဆိုတာခိုင်အဲလီမတ်ကအီခိုခေကခါအဲရိုဟုတ်တယ် airline ကိုပြောင်း Uber airline ကနေ O ခေါ်မယ်နဲ့ airline ကနေ O line ကိုပြောင်း Uber ဟုတ်တယ်မတို့ရှိဝန်ဆို airline ကနေ airline ကို O airline ခေါ်မယ်နဲ့တို့ရှိဝန်ဆို airline ကနေ O line ကိုပြောင်း Uber တို့ရှိဆိုရင် mask ကိုပြောရောပါဟုတ်တယ်မလားအဲ့ဒါနော်ခေါ်မယ်နဲ့ခါအဲရိုတော့အမိုတေးမတ်はい次が3番建物4番大魔所1番カエル OK 189番189番ですヒルディနေရအလယ်မှာရှင်ဟီယူနော်3番ですဆိုတော့1番がပါတယ်ဒါပေမဲ့私1番がじゃあ私をかねဗမာမြင်ဘူးလဲဆိုရင်လေရောလူဆိုရယ်ညနေこめね夜もとはバン1番がじゃあバンそれည2番がじゃあယူဆိုရယ်ညနေဆောင်ပြနော်ယူဆိုရယ်ညနေဆောင်ဟုတ်ပြီနော်ငါက4番がじゃあမှာရောလူဆိုရယ်ညနေね190番です。このトマトをどこで買ったのဒီトマトဆိုတာခရမ်းညင်ဒီခရမ်းညင်ဒီကどこで買ったのဘယ်နေရာကဝယ်ခဲ့ရလဲ駅前のဘူတာရှိရနိုင်ငံにဆန်ဆိုတာကကျွန်တော်တို့ဒီစိုင်းနာမည်တွေပါပြောရတာပေါ့နော်စကားရဆိုတာငါးစာရောရဟင်းသီးရွက်ဆိုင်စကားနာရကကြတော့ごめんね魚屋がまあငါးစာ酒屋がじゃあ私ごめんねအရက်ဆိုင်ပြောတာ酒屋がအရက်ဆိုင်八百屋がဟင်းသီးရွက်ဆိုင်魚屋がまあငါးစာ野菜屋ဆိုတာအသီးရွက်အသီးရွက်ကို野菜屋လို့မသုံးဘူးဘယ်လိုပဲသုံးလဲဆိုရင်八百屋ပဲသုံးတာနော်ဟင်းသီးရွက်ဆိုင်그래서ဟင်းသီးရွက်ဆိုင်ကနေဝယ်ခဲ့တာလို့ပြောတာ酒屋がအရက်ဆိုင်နော်ごめんね191番です。田中さんは仕事が忙しいのでパーティーには行けない。田中さんが仕事が忙しいのでအလုပ်ရှုပ်တဲ့ကြောင့်パーティーには行けない。パーティーကိုတော့မသွားနိုင်ဘူးတဲ့ဆိုတာအလယ်မှာရှိရင်လို့လို့ပဲတဲ့လို့အစ်တဲ့တာရောပြောခဲ့တယ်လေတဲ့တို့လို့အစ်တဲ့ရောပြောခဲ့တယ်လေနော်ဦးတာကိုတစ်တဲ့တာပြောခဲ့တယ်လေတိုးနိုးတစ်တဲ့တာပြောခဲ့တယ်လေတိုးနိုးတစ်တဲ့တာရောဆိုတော့私တို့သိရမှာကအဖြစ်မဲ့က一番ဖြစ်မှာနော်တဲ့တဲ့တဲ့လို့နော်ဟုတ်ပြီနော်တို့တာဘာနဲ့တူလဲဆိုလို့ရှိရင်တိုးနဲ့တူတယ်တဲ့နဲ့တိုးနဲ့ကအတူတူပဲနော်တဲ့နဲ့တိုးနဲ့ကအတူတူပဲဟုတ်ပြီနော်ဘာကွာလဲဆိုလို့ရှိရင်တဲ့ကကြတော့ခိုင်ဝါဟေယောကန်စကေပြောမှာတုံးတာနော်တဲ့အစ်တဲ့တာရောဒါမှမဟုတ်လေတို့အစ်တဲ့တာရောလေရတယ်ဒါပေမဲ့ဒီမှာကျတော့တဲ့နဲ့တိုးနဲ့ကိုပေါင်းပြီးတော့တွဲပြီးသုံးထားတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်2ကမှားသွားတာနော်တို့ပဲတည်တံ့သုံးလို့ရှိရင်မှန်တယ်နော်はい3番ですヒル2番です八百屋မှန်တယ်1番တဲ့အစ်တဲ့တာရောလို့ပြောခဲ့ရလीはいဆက်သွားပါမယ်はい192番ですこの漢字はဒါက M4 ရဲ့ပထမအဆုံးခန်းကြီးပေါ့နော်ရှေ့က hito ဆိုရယ်လူရဲ့ radical လေးရဲ့နောက် omuna ဆိုအဓိကကြာတာဆိုလူတွေအတွက်အဓိက comment နဲ့လူတွေအတွက်အဓိကကြာတာကနေထိုင်ဖို့ဆိုရယ် sumimas ကိုတက်ဖောင်ပြောင်းနော် sonde နော် sonde 学生の頃ကျောင်းသားဘဝတုန်းကတိုကျိုに住んでいました。တိုကျိုမှာနေခဲ့ပါတယ်တဲ့
はい。庭に木をもう一本ね。庭に、ပန်းခြံမှာ木ကိုတစ်ပင်ကိုမိုး一本ဆိုတာနောက်ထပ်တစ်ခုပေါ့နော်။ဘာလုပ်ခဲ့လဲ။နောက်ထပ်တစ်ပင်လို့ပြောလိုက်ရတယ်။上ました。စိုက်ပျိုးခဲ့တယ်။切りました。လှီးဖြတ်ခဲ့တယ်။取りました。ယူခဲ့တယ်။飾りました。飾りますကတစားဆင်တာ။ဆိုဘာဖြစ်မလဲ။ဆိုတော့上ましたပေါ့နော်။ပင်တွေပါစိုက်တယ်ဆိုရင်上ました。はい。နောက်တစ်ပုဒ်194番です。時々って書いてある前、何々が食べたくなります。何々をたくなります。それがစားချင်来、တိုင်းကနေလာ。အီနဲ့ဆုံးထားလို့ဤကိုပြောခုနာလီမှာဖြစ်ရှင်လာတခါတည်းမှာနိုင်တဲ့နေကစားချင်လာတယ်။ဘာလဲဆိုရင်ဟာဟာကစကုတာလေယောလီအမေပြုတ်လုပ်ပေးခဲ့တဲ့ဟင်းလေယာဟာဟာကစကုတာနော်လေယောလီအမေပြုတ်လုပ်ပေးခဲ့တဲ့ဟင်းလေယာဒီမှာနော်ပါတယ်နော်။ဟာဟာနော်ဟာဟာနီအမေထံမှာပြုတ်လုပ်ပေးခဲ့တဲ့ဟင်းလေယာဟာဟာနော်အမေရဲ့ပြုတ်လုပ်ပေးခဲ့တဲ့ဟင်းလေယာဟာဟာစကုတာနော်လေယောလီဆိုတော့အမေကဟုတ်ပြီနော်ပြုတ်လုပ်ပေးခဲ့တဲ့ဟင်းလျာဆိုတော့ not ဒီဝါသရှိပြောဦးပဲဘာမှာပဲလိုက်လဲဆိုရင် noun နှစ်ခုကြားမှာပဲ not လိုက်တယ်နောင်နှစ်ခုကြားမှာပဲနော်ဒီမှာကဟာဟာဝအမေဒီစကုတာပြုလုပ်ပေးခဲ့တဲ့လေယောလီတခါတည်းမှာအမေဒီပြုလုပ်ပေးခဲ့တဲ့လေယောလီဆိုလို့ရှိရင်ဒီမှာဝဆိုတာအမေဒီပြုလုပ်ပေးခဲ့တဲ့လေယောလီဆိုရင်သိပြီအတိတ်ပဲမရှိအမေပြုလုပ်ပေးခဲ့တဲ့လေယောလီကဆိုလို့ရှိရင်ကျတော့ဒီမှာဝဆိုလို့ရှိရင်သိပြီအတိတ်ပဲတော့တရှိသုံးလို့မရအောင်အဲ့ဆိုဘာသုံးမလဲဆိုရင်ဒီမှာကနိဗ္ဗာန်ကကျတော့ဟာဟာနိစကုတာအမေပြုလုပ်ပေးခဲ့တဲ့ဆိုတာကနောင်ကြီးဖြစ်တော့အမေထံမှာပြုလုပ်ရှင်လက်ခံရရှိခဲ့စကုတာကကျတော့ comment နဲ့စကုတာကကျတော့ buff ဖြစ်တဲ့အတွက်နောက်မှာ not buff နဲ့ noun ရဲ့အကြားမှာ not ကြီးဖြစ်နေ။နံပါတ်3ကကျဟာဟာအမေက noun နောက်ကစကုတာလျော်လီဆိုတာပြုလုပ်ပေးတဲ့ဟင်းလျာဆိုလဲ noun okay noun နှစ်ခုကြားမှာ not ဖြစ်တဲ့အတွက်နံပါတ်3ကမှန်ကောင်းမှန်နိုင်ရရှိ။နံပါတ်4ဟာဟာကအမေကစကုတာနော်ဒီမှာလည်းတူတယ်ပဲနော်။ buff နဲ့ noun ရဲ့ကြားမှာ not ဖြစ်တဲ့အတွက်အဖြစ်မှန်က3番ですဖြစ်မှာပါ။ဟာဟာနော်စကုတာလျော်လီအမေပြုလုပ်ပေးခဲ့တဲ့ဟင်းလျာကိုဒါပဲတာကုနာဒီမှာစားချင်လာတယ်။အမေရဲ့ပြုလုပ်ခြင်းကိုခံရတယ်ဟုတ်ပြီနော်။はい。အဖြေကြည့်ကြည့်အောင်2番そんではい受けましたはいごめんねのすくだ母がဆိုလို့ရှိရင်母がဆိုရင်ဒီမှာဝါမို့လို့မှားသွားနော်ခဏကအဖြစ်မှာမဲရှိနော်ရှုရှော့ကူပေါ့နော်ဒီမဲကိုအဓိကနောင်ကိုအဓိကပြောချင်တာနောင်တစ်ခုကြာမှအဓိကချင်းအဓိကနောင်ကိုပြောချင်တာနော်ဟာဆိုရင်အမေကိုအဓိကပြောချင်လို့はいごめんねဆက်တော့မယ်195番ですこの漢字は冬それ3あと冬漢字はဘာဖြစ်မလဲ1 2 3 4 4ဖြစ်မယ်နော်1က1ကဘာဖြစ်မလဲနာစောຫນွေရဟုတ်ပြီနော်အဲ့ဒါဟာဒူနာစောအခီဖူယူကိုခွဲရလားဟုတ်ပြီနော်ဟာဒူဟာနော်ဟာဒူနာစောအခီဖူယူကိုခွဲရလားဆို1番ကဘာဖြစ်မလဲဟာဒူလားနာစောလားအခီလားဖူယူလားဆိုလို့ရှိရင်1番ကအာကီဟုတ်တယ်ဆောင်းဦး1番ကအာကီဆိုရဲဆောင်း2番ကဟာဒူဆိုရဲຫນွေရသည်နောက်တစ်ခုကဟာဒူဟာဒူနာစောဟုတ်ပြီနော်နာစောဆိုရဲຫນွေကောမနေဟာဒူဆိုရဲအာကီဆိုရဲဆောင်းဦးဟာဒူဆိုရဲຫນွေဦးနာစောဆိုရဲຫນွေဖူယူဆိုရဲဆောင်းဆက်တော့မယ်ဤရကအင်္ဂါနေပြီးတော့တဲ့အခိမရဲ့ဘူတာတိယခုခံမှန်းကြီးစံပြခု300မဲတိုလူဆိုတာမီတာစမ်းချီစင်တီမီတာဂရမ်မူဂရမ်ကီလိုဂရမ်ကီလိုမီတာဘာဖြစ်မလဲဆိုရင်မဲတိုလူပေါ့မီတာはい197番です。私はそのが時パジャマはニャイウェソンゴベラ、パジャマを着まして、ニャイウェソンゴウェスに、そう、寝た時、အိတ်ခဲတဲ့အခါ寝ている時အိတ်နေတဲ့အခါ寝る時အိတ်တဲ့အခါ寝られた時အိတ်ချင်းခံရတဲ့အခါဆိုဘာဖြစ်မလဲဆိုတော့ bad dictionary noun တော့時ဟုတ်တယ်နော် bad dictionary noun တော့時 bad တဲ့အခါ bad တာ時ရောကကြတော့ bad တုံးကအိတ်ခဲတုံးကအိတ်ကြတော့ဆိုအမြဲအိတ်နေရဖြစ်တဲ့အတွက်အတိတ်ဖောင်တုံးလို့မရဘူး bad dictionary ပဲတုံးမယ်နော်寝る時အိတ်တဲ့အခါ4番冬မှန်ပါတယ်1番目とるမှန်ပါတယ်寝る3番မှန်ပါတယ်198番です。この漢字は。死がこうすらせよじ、こうじはせよが、こうじでこうじ、くうじ、くんじみしゅのこうじすらせよが。この道は、自然が今やく、水道の工事をして、リジバイラインで、せよのがリジバイラインにロに
はい、じゃあまた明日、ဒါဖြစ်မယ်နဲ့ပြန်မှတွေ့ကြမယ်ဆိုဘယ်လိုနှုတ်ဆက်လဲဒါတိုင်းမှာပြန်ရောက်ပါပြီโอกาสแค่สามารถတဲ့မင်းရဲ့ပေးပို့ရဲ့မေတ္တာရေးကြောင့်မင်းကျေးဇူးကြောင့်အပ်တော်တဲ့နောက်မှာဝေယစမိနာဆိုင်ဟုတ်ပြီနော်ပြန်ခွင့်ပြပါခုနဆိုတော့သူကじゃあまたအပ်တော်တဲ့ဆိုရင်ဝေယစမိနာဆိုင်ဟုတ်ပြီနော်じゃあまた明日ဆိုရင်ဝေယစမိနာဆိုင်はい朝မနေ့မှာ学校にကျောင်းမှာお弁当を買ってきましたထမင်းဝယ်လာခဲ့ခိတမအနီခိတမအနီဆိုရင်အချိန်အပေါင်းမအနီဆိုရင်လွန်ခဲ့တော့ဟုတ်လားနော်အဲ့လိုမျိုးသင်္ကေတမရဲ့ဆိုရင်မတိုင်မီခိတမရဲ့ဆိုတာမတိုင်မီဖြစ်တဲ့အတွက်သူ့ရဲ့ရှိမှာအတိတ်ဖောင်သုံးလို့မရဘူးခိရုမရဲ့နီရတယ်ခုရုမနီရတယ်ခုရုအတုတဲလာပြီးရဲ့နောက်ခိတအတုတဲလာခဲ့တဲ့နောက်ဆိုတော့ခုရုမရဲ့နီမတိုင်မီဖြစ်တဲ့အတွက် dictionary ပဲသုံးလို့ရမှာအာဆာကကူနီခုရုမရဲ့နီမနေ့ကျောင်းကိုမလာမီ open door ခတ်တဲ့ခိမစတာထမင်းဘူးကိုဝယ်လာခဲ့တယ်အဖြစ်တိုက်ကြည့်အောင်နိဗ္ဗာန်မှန်ပါတယ်ရှင်ပန်ဥယာစမိနာဆိုင်နိဗ္ဗာန်မှန်ပါတယ်โอเคအဲ့ဒါဆက်တော့မယ်နိခိယကို一番ですခုနကကြည့်ပါလူပြောင်းမြန်ကြီးဆိုပါဆိုပြီးလူပြောင်းမြန်ကြီးဝင်လာဆိုရင်ဟိုက်တာဟုတ်နော်ဘူယောဤတာရဟုတ်နော်ရေကူးမယ်ဆိုရင်တော့မိမိနီမီစကဟိုက်တာမျက်စိကိုရေကဝင်ခဲ့တယ်နောက်ကစုကေစုစုကေစုကာရဟုတ်နော်စုစုကေစုကာရခုဆိုစုစကေဆိုတာဒီ Lakish ပေါ့ပေါ့နော်ဒီခီးဆောင်ရေးစကေပေါ့တဲ့ခုဆိုဖနက်ကိုမလုပ်ခဲ့ဟာကီမတ်စတာကဝတ်တာဒါရှိမတ်စတာကထုတ်တာအီရမတ်စတာကတွင်းတာမီဆဲမတ်စတာကပြတာဆိုတော့ဒါရှိမတ်စတာထုတ်ခဲ့သည်はいに230です。家を援護へ一生懸命働いています。あとのコンサイルには。ဆိုတော့နောက်မှာအဲ့ဒါလေးဆောင်းဝန်းခဏပါနော်နောက်မှာပါလဲဆိုရင်အထုံးကွန်စာအလုံးလုံးနေတယ်ဆိုရဲကိုယ့်ရဲ့ဗာလဲအနာဂတ်ရည်မှန်းချက်တွေပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဘာတော့ပြန်မှာပတ်တန်တော့ဆိုစဉ်းစားနေစရာမျိုးတာမယ်နိအေကိုခေါတာမယ်နိအိမ်ဝယ်ဖို့အကျွဲ့ဆိုရဲတာမယ်နိကိုတုံးပေးရတယ်နော်နောက်မှာအနာဂတ်တွေရည်မှန်းချက်ကြီးကြီးမားမားပါဖြစ်လဲသူအထုံးကွန်စာအလုံးလုံးနေတာကိုပြောတာနော်အဲ့လိုမှတ်ထားမယ်နော်ဒီတိုက်ကြည့်အောင်နိဗ္ဗာန်မှန်ပါတယ်နိဗ္ဗာန်ဒါလည်းနိဗ္ဗာန်ဒါစတမစတာအခါကိုကမယ်နိမှန်ပါတယ်နော်โอเคနောက်လည်းပေါ့ခိတေအီယူဆိုရှီရိုဤအနီအောင်ယောဖုကုအနောက်တိုင်းဝတ်ဆောင်ကိုရဲ့ခိတေအီယူဟီတိုဝတ်လာတဲ့လူကတာဟက်တက်စကဘာတူလဲဆိုဝတ်တာဆိုတဲ့အတွက်ကြောင့်အဖြစ်မှန်ကအချီပန်အဖြစ်မှန်နော်အချီပန်ကဝတ်တာအဲ့မှာအမှားပြီးနိဗ္ဗာန်နဲ့ယူမိမယ်နော်နိဗ္ဗာန်ကကျတော့လာတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ကွန်မန့်နဲ့ဆမ်ပန်ပြဆမ်ပန်ကကျတော့လာတယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒါကတော့ key ပဲသူက key ဆိုရယ်စိတ်ကိုပြောတာနော်တဲဖြစ်လို့မရဘူးသူက key တယ်သူကလည်းခက်တယ်လှီးတီဖြတ်တီနော်ဟဲ့နောက်တော့တိုင်းဖူတဲ့အမှုန်တိုင်းကြောင့်နီဝါတော့ခြံဝင်းရဲ့ခိကတစ်ပင်ကရှိမတာဖြစ်ခဲ့တယ်။ဘာဖြစ်လဲခိုးဝါတဲ့တာခိုးဝါတဲ့မှာဆိုတာပျက်စီးတာဘွန်တာဆိုတာဘွန်တာဆိုတာဖုမှုဆိုတာနင်းမိတာဗျာဖုမှုနင်းမိနီကေတာဆိုတာထွက်ပြေးတာအိုရဲတာဆိုတာကကျိုးတာဆိုတော့အိုရဲတာပေါ့နော်ကျိုးရခိကအိုရဲတဲ့ရှိမတာတစ်ပင်ကကျိုးသွားခဲ့တယ်။ဟဲ့259番です。事故で電車が遅れた。会期に間に合わなかった。事故でアシアじゃ電車がやたが遅れた。နောက်ကြခဲ့တဲ့会期にအစည်းအဝေးကို間に合わなかったအချိန်မမီခဲ့ဘူးဆိုတော့遅れた時အခါတမဲ့အတွက်အတူတဲ့ပြီးနောက်ခါတော့ကြောင့်ဆို遅れたတိုကီကအချိန်အခါမှာသုံးတော့နော်ဆိုတော့အိုคูเรတာအတွက်လို့သုံးချင်တာဆိုတော့နောက်ကြတဲ့အတွက်အိုคูเรတာတာမယ်ဖြစ်မှာနော်တာမယ်နီအတူတူပဲယထာစဉ်ကိုနောက်ကြခဲ့တဲ့သူ့ရဲ့နောက်မှာရှိတဲ့ခိုက်ကီမာနီယာရွာမှာမာနီအာဝါနိုင်တဲ့နာခတာအချိန်မမီအစည်းအဝေးကိုအချိန်မမီခဲ့ဘူးဒီကြည့်အောင်အကီတေ一番ですこれで4番ですために2番ですはい、207番です。この漢字は、神奈川病での夜それにに、金曜日の夜、9時からテレビを見ます。はい、208番です。わからないところを算数にしたい。わからない。ナムレでところにあいを算数に下goしただけで、問題是迷宫。復習片例子နဲ့ရန်ရှုလေ့ကျင့်တဲ့ရှစ်စုံမွန်းဆိုတာမေးခွန်းမေးရဆိုရင်ဘာဖြစ်မလဲရှစ်စုံမွန်းနော်မွန်တိုင်းဆိုရယ်မေးခွန်းပု္ပ္ပာနဲ့မှာမယ်နော်မွန်တိုင်းကပု္ပ္ပာတွေပါပဲနော်問題する子孫するま見込みや。はい、9番です。今日は、ティニガーは遊びに
ဧကမဆန်နဲ့ရှောက်ရဖို့ရန်မသွားနိုင်ဘူးဧကမဆန်မသွားနိုင်ဘူးတောက်ဆန်ရှိခုတိုင်းကအင်စာရီအများကြီးကအားလို့ရှိတဲ့ခါတာတဲ့ရှိသောကြောင့်ဖြစ်တဲ့ဟာစုတဲ့ရှိမှတေချာတဲ့စမူလီတဲ့ရှိဖို့ရည်ရွယ်ထားတဲ့တခိုးလိုတဲ့ရှိမလို့ရှိသေးတယ်ဆိုတော့ဘာဖြစ်မလဲအားလို့ခါတာတဲ့ပြောမှာနော်ရှိသောကြောင့်ဖြစ်တယ်ဟာစုတဲ့ကကြတော့ခံမှန်းပြီးပြောတာမှားသေးကြတယ်စမူလီတဲ့ကရည်ရွယ်တာနောက်တစ်ခါတိုကိုရိုတက်စ်ကကြတော့တိုကိုရိုတက်ဆိုရင်အချိန်ကြီး၃မျိုးရှိရလေဘတ်တစ်စနေတိုကိုရိုဘတ်တာတိုကိုရိုဘတ်တေရီတိုကိုရိုဆိုတာはいအပြည့်မဲ့ကြည့်အောင်夜4番子孫1番ケア計210番ですそう右と左ベネニャをよくガンガン見て自秒道それラン漢字が1番ですဟုတ်ပြီနော်နီးခန်းကကျတော့မာချီဆိုရဲမြို့ပေါ့နော်သူကရှိမာချီဆိုရဲမြို့သူကကျတော့စကောက်သူကဆူဆူမှုလို့87တီးရောပါတော့နော်ဒါအာရုခုလမ်းလျှောက်တီဟုတ်ကኛကိုချုပ်တဲ့ဟာယာကိုစောစောခိုင်းတဲ့ပြန်ပြီးတော့အာစတာနော်စောစောပြန်ပြီးအာစတာနော်လေးကိုနမေရန်ခီးသွားဖို့တဲ့ရှီနာကီယာနာခယာကကျတော့ဟုတ်ပြီနော်ရှီနာကီယာအဲ့မှာနာခယာကကျတော့ဘာနဲ့တူလဲဆိုလို့ရှိရင်သူကကျတော့ M3 M3 မှာပါပါနာခယာဆိုတာကနာခယာနာလီမာဆန်နဲ့တူတူပဲနော်နာခယာကနာခေတယ်ပါနာလီမာဆန်မလုံးလို့မရဘူးဆိုတဲ့အဓိပ္ပာယ်မှတ်တာနော်အဲ့ခန့်ဟောရင်မှာပါတယ်နာခယာကမင်းနာခယာကကျတော့နာခဲတယ်ပါနာလီမာဆန်နဲ့တူတယ်နော်မလုံးလို့မရဘူးလုံးကိုလုံးရမယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲကမင်းမရှိနာခဲပါနာလာနိုင်ရဲ့အတူတူပဲနာလီမာဆန်နဲ့တူတယ်မလုံးလို့မရဘူးဆိုတော့ N9 ဆိုတာလိုက်လံရှင်းပြတာ N9 ဆိုတာကလိုက်လံရှင်းပြတာခန်း K ဆိုတာကခန်း K ဆိုတာကကျတော့ပတ်သက်ဆက်နေတာရောသိအစီအစဉ်ရှီတာခုကကျတော့မှတ်ထားမယ်ဂျွန်ဘီနဲ့တူပါတယ်ပြင်ဆင်တာပါရှီတာခုပြီးရင်ဘာရှုံးလဲဂျွန်ဘီနဲ့တူတာကဂျွန်ဘီဦးနာကြီးရေနော်ဂျွန်ဘီနောက်လို့ရှိသေးတယ်ရောဤဆိုရယ်ကြိုတင်ပြင်ဆင်တာလည်းအတူတူပဲသိလားရှီတာခုရဲ့ဂျွန်ဘီရဲ့ရောဤရဲ့အတူတူပဲကြိုတင်ပြင်ဆင်တာဒါကြောင့်မပြင်ဆင်လို့မရအောင်ဆိုရယ်ရှီတာခုအဖြစ်မှန်ကတရားလင်းဆန်ခုနကိုလို့ခုနိုင်နဲ့ဒီတလောက်မလာဘူးเนาะဟုတ်လားခန့်လို့ကြောသူကရှိလာနိုင်เนาะမသိဘူးလားဘာဖြစ်မလဲခိခုကိုရှီတာနိုကိုတို့တိုင်းပြည်ပြန်သွားခဲ့တဲ့ဟာကိုခိခုနုခိရှီတာကိုတို့တိုင်းပြည်ပြန်သွားခဲ့တဲ့ကိစ္စခိခုကိုရှီတာတို့ထိုယူနိုကိုတို့တိုင်းပြည်ပြန်သွားခဲ့တယ်လို့ဆိုတဲ့အကြောင်းအရာရှိတုကိုရှိတာတို့တိုယူနောကတိုင်းပြန်သွားလို့ဆိုရဲဆိုတာကဆိုဘာဖြစ်မလဲဆိုခိကိုကူရှိတာကိုတို့လဲလဲပဲစဉ်းစားချရမစင်နော်ခိကိုကူရှိတာကိုတို့ဒီနော်ကိုတို့ရဲ့ရှိမှာ normal လိုက်ပေါ့နော်အဲ့ဆိုတိုင်းပြည်ကိုပြန်သွားခဲ့တာကိုရှိလာနိုင်တော့မတည်ဘူးလားလို့ဆက်တော့ပါမယ်နီအကွန်မန့်အဖြစ်တိုင်းရမယ်မိချီဆိုရလန်အချီဘန်ですシタク4番です。あれ、結構下のことで2番ですねの。OK、あと、この漢字は、しがやそれ、みや、なんかまめそれべ。我想買係、みやねべ、べね、べよりみやねべ嚟た、ばべเลยどうだやそれ、短いどうだ。で、それ短い漢字が、短いが1、2、3、4それ、2番です。ကဲဒါဖြင့်အိုဆာလာကိုတာရှိတဲ့ပကံများကိုထုတ်ပြီးအိုဟာရှိမှုတူရောချမ်းတို့တသေးချာချာလေးနဲ့တဲ့လောက်ထားနော်တဲ့ဆိုတော့နာရရဲတဲဆိုတာစီတန်းတာနာရန်တဲဆိုတာကနာရဘူးတန်းစီတာဆိုတော့နာရတဲဆိုတာနာရတဲဆိုတာနာရဥကနေလာအတင်ယူတာပေါ့နော်နာရရှိတဲကကြတော့နာရစုသူကကြတော့ဘာရှိနာရစုဆိုရင်မြေတာပေါ့နော်ဘေးရုကနာရစုဆိုရင်ဘဲမြေတာလို့နောက်ကอืมနောက်ခါဘာဖြစ်လဲတိုခေးကိုနော်အဆောင်တိုခေးကနာစုဆိုရင်နာရီရမ်းမီတာဟုတ်ပြီနော်အဲ့ဆိုရင်ဘာဖြစ်မလဲနာရာဘေးကစီတန်တာနာရတဲ့တက်စီကဘာကွာလဲဆိုတော့နာရာဘေးကကြတော့တော့ရှိလို့ဂျီရိုရှိကွန်မန်နေနာရာဘေးကကြတော့ဂျီရိုရှိကိုရလောက်တာနာရာဘေးကကြတော့စီတန်နာဟုတ်ပြီနော်ဂျီရိုရှိနာရာတန်ကကြတော့တန်စီယာဟုတ်ပြီနော်တန်းစီဆိုတော့ကိုယ့်ဘာကိုလောက်တာဆိုတော့ဒီကောင်ကတာရိုရှိ
နာG ဘဲတဲ့က G လို့ရှိတယ်ဆိုရင် G ကိုရှုပြီးပေးရမှာနော်တေချာလေးစီတန်းထားနော်ဆိုတဲ့ni mata telebio miteiro no qui tibiji ni donga hayaku memien nero ဆိုတာအိတ်ကြရနဲတဲရာတို့ဆိုတာအိတ်ချင်းကိုလောက်ကြရအောင်အိတ်ကြရအောင်ပဲဗောနဲနာဆိုင်ဘက်ကို mass ပြုတ်နာဆိုင်ပေါင်းလှုပ်ဆန်းဆိုပြီးအမိန်ပြီးတာဘက်ကို mass ပြုတ်နာဆိုင်ပေါင်းလှုပ်ဆန်းအဲ့ဆိုနဲနာဆိုင်ဆော့မြန်အိတ်ဆန်းဆော့အိတ်ဆန်းလို့ပြောနော်ကဲဆိုအပြေးကြည့်အောင်ဆိုတော့ထားလို့ရှိကွန်မန်နေကြီးက Nivendes member ရဲ့နာရာဘဲတဲ့ Ichibandes ဟာညနာဆိုင်ဆန်ဘန်ဒက်စ်ဒီအဲ့ဆိုတော့私第2週ရဲ့ဒီ6ရက်မြောက်နေ့အထိလဲပြီးသွားပြီပေါ့နော်အဲ့ဆိုတော့私တို့ part 5 video လေးကိုဒီညလေးမှာပဲအဆုံးသတ်ကြရအောင်နောက်ထပ် video မှာပြန်တွေ့ပါမယ်じゃあまたねバイバイ